နေ့ပွားတော့လွယ်လွယ်ကူကူနဲ့အရသာရှိမဲ့ခရမ်းချင်သီးအမဲ6ထောင်လေးလောက်ပြတ်သွားမှာဖြစ်ပါတယ်ပွားတော့ဒီခရမ်းချင်သီးတွေအမဲ6တွေကိုအရင်ဆုံးမိခင်လိုက်မယ်ပေါ့နော်မိခင်မယ်ပြီးရင်ဒီစက်သွန်ဖြူစက်သွန်နီတွေကိုလှော်မယ်ပြီးလို့ရှိရင်တော့သူတို့ကိုထောင်းလိုက်မှာပေါ့နော်ပြီးရင်နည်းနည်းလေးအုပ်ပြီးတော့လွယ်လွယ်ကူကူနဲ့အရသာရှိတဲ့ဟင်းလေးတစ်ခွက်ပေါ့နော်အရင်ဟင်းတစ်ခွက်ဆက်ပြတ်သွားမှာဖြစ်ပါတယ်ခရမ်းချင်သီးတွေကိုกินထားလိုက်ပါမယ်ခရမ်းချင်သီးกินထားတာရပြီဆိုတော့ကိုကအမဲ6လေးပြန်กินမယ်နော်ဒါလေးကိုအေးခံထားတော့မှအမဲ6กินထားမယ်ဒီမဲ6ကတော့ပြုတ်ပြီးသားပေါ့နော်ကိုကဒါပြုတ်ပြီးသားကိုမလေးဖြန်ထောင်းရင်မလေးဖြန်အောင်နည်းနည်းပြန်กินလိုက်တာပေါ့နော်ပြုတ်တော့ပြုတ်ထားပြီးသားပြဟာမဲ6กินထားရလဲရပါပြီဒါလေးတွေကိုအေးခံပြီးရင်တော့ထောင်းပါမယ်ခုစက်သွန်ဖြူမျိုးပြူစိမ်းလော်လိုက်ပါမယ်ဒီတက်သွန်ဖြူထောင်းထားတဲ့အထက်မှာခဏကမိခင်ပြီးတော့ထောင်းထားတဲ့ခရမ်းချင်သီးလေးတွေထည့်လိုက်မယ်စားဖို့တမတော့အောင်ရောပြီးတော့ထောင်းလိုက်ပါမယ်ပြီးရင်အမဲချောင်းထောင်းထားတာထက်နနံပင်အရသာမုံထည့်ပြီးပြီဆိုရင်တော့ရပါပြီခုဆိုရင်တော့အရင်လောက်ရလွယ်ပြီးခမင်းမိတ်မဲ့ခရမ်းချင်သီးအမဲ6ထောင်းလေးရပါပြီရှင်ဒါလေးကလောက်ရလွယ်ပြီးတော့အရန်မင်းမိန်တာဖြစ်တဲ့အတွက်လိုက်လို့စားကြည့်ဖို့ပြောချင်ပါတယ်။ကိုကအဲ့ဒါကြောင့်ဝင်ရပေးတာပေါ့နော်။အရန်စားလို့ကောင်းပါတယ်။တုံးနီးလေးကလည်းအရန်လွယ်ပါတယ်။ဒါတော့ပြောကခဏလေးနေ့တင်စားပေါ့နော်။အလူလေးသွားလောက်မှဖြစ်တဲ့အတွက်ဘွက်ဒီအထောင်းလေးကိုတက်စီခမင်းနဲ့စားဖို့အယောက်60စားပြင်ထားတာပေါ့။အရင်ဆက်စစ်စာအမဲ6ခန်းကြတဲ့ခေါင်းလေးပါဘိုးရဒါကိုချက်စီခမင်းနဲ့စားမှာဖြစ်ပါတယ်ပတ်လူမှာပေါ့နော်ပတ်လူမှာ